မထူးမိလိုက်တဲ့တူတစ်ချက်တခါတုန်းကလူသွားလူလာများတဲ့တောလန်းတနေရာမှာကြောက်တုံးကြီးတစ်တုံးရှိတဲ့အဲ့ဒီကြောက်တုံးပေါ်မှာစာတချို့ရေးထွင်းထားတယ်ကြောက်တုံးပေါ်မှာရေးထားတဲ့စာကတော့ဤကြောက်တုံးကြီးကို10 ပေါင်တူနှင့်အချက်1000ပြည့်အောင်ထုတ်ခွဲလျင်တသက်စာချမ်းသာသောယတနာများရမည်တဲ့လမ်းသွားလမ်းလာတွေကအဲ့ဒီစာကိုမြင်တော့ပြုံးကြတာပေါ့အယူတယောက်လက်စော့သွားတာနေမယ်လို့ထင်ကြီးပေးတဲ့သူတွေလည်းရှိပါတယ်ဟုတ်တော့လေဟုတ်တယ်ကြောက်တုံးကြီးထုတ်ခွဲယုံနဲ့တသက်စာချမ်းသာဖို့ဆိုတာစိတ်ကူးရင်ဆန်လွန်းတယ်လေနောက်ပြီး10 ပေါင်တူနဲ့အချက်1000ထူဖို့ဆိုတာတော်ယုံဆွဲသက်တိနဲ့လည်းမဖြစ်ဘူးမဟုတ်လားဒီလိုနဲ့ခရီးသွားတွေဟာအဲ့ဒီကြောက်တုံးကြီးကိုခဏတစ်ဖြုတ်နားစရာအနေနဲ့ပဲထိုင်ကြမိကြပြီးထုတ်ခွဲဖို့ကိုဘယ်သူမှစိတ်မဝေစားကြဘူးတဲ့တနေ့မှာတော့လူတစ်ယောက်ဟာ10 ပေါင်တူနဲ့တောက်ရည်ဘူးနဲ့ရောက်လာပြီးအဲ့ဒီကြောက်တုံးကြီးကိုထုတ်ခွဲပါတော့တယ်ဖြတ်သွားဖြတ်လာတွေကတော့သူကိုလှောင်တဲ့သူကလှောင်ပြုံးတဲ့သူကပြုံးချီးမွမ်းတဲ့သူကချီးမွမ်းအယူလို့ပြောတဲ့သူကပြောပေါ့ဒါပေမဲ့သူကတော့ဇွဲမလျှော့ပဲ10 ပေါင်တူကြီးနဲ့ထူလိုက်ရေတောက်လိုက်နဲ့ကြိုးစားနေစေပဲလူတွေကလည်းတယောက်ပြီးတယောက်လာပြီးတော့မဖြစ်နိုင်တဲ့အတွက်ဆက်မလုပ်ဖို့ပြောတဲ့သူကပြောတကယ်ချမ်းသာမယ်ဆိုရှေးလူတွေကထုတ်ခွဲခဲ့ကြမှာပေါ့တကယ်မဟုတ်လို့သာအရင်လူတွေကဒီအတိုင်းပြစ်ထားခဲ့ကြတာလို့မှတ်ချက်ပေးသူကပေးစသည်ဖြင့်အမျိုးမျိုးလာဖြောင်းပြကြတယ်အချက်900ကျော်လောက်တဲ့အခါသူလည်းတဖြည်းဖြည်းပင်ပန်းလာတယ်လို့တယောက်ပြီးတယောက်လာတာကြတဲ့စကားတွေကြောင့်အားနည်းနည်းရော့ကျင်တယ်လို့ဖြစ်လာပါတယ်ကြာလာတော့သူ့မှာဒွိဟဖြစ်လာတော့တယ်တစ်ဖက်ကအချက်ပေါင်း900တောင်ကျော်လာခဲ့ပြီပဲဒီကြောက်တုံးကိုဆက်ခွဲမယ်လို့တွေးမိတယ်လို့တစ်ဖက်ကလည်းကြောက်တုံးကြီးကွဲလို့အထဲမှာဘာမှမရှိရင်ရောဆိုတာမျိုးလဲတွေးနေမိတယ်တဲ့အဲ့ဒီလိုဇဝေဇဝါစဉ်းစားရင်းနဲ့ကြောက်တုံးကြီးကိုဆက်ခွဲလာလိုက်တာဘယ်နှချက်ရှိသွားပြီဆိုတာကိုသူမေ့သွားခဲ့တယ်အချက်900လား800လားသူမကြည့်တော့ဘူးအဲ့ဒီအချိန်မှာပဲနောက်ထပ်လူတစ်ယောက်ရောက်လာခဲ့တယ်လာသမျှလူတွေလို့စက်မလုပ်ဖို့တားမယ်လို့ထင်ခဲ့ပေမဲ့ဒီလူကတော့ပူးပေါင်းဖို့လာတာဖြစ်ပါတယ်ကျွန်တော်ပါဝင်ပေးရစေတကယ်လို့ရလာခဲ့ရင်ခမည်းကအရင်အားစိုက်ထုတ်ပြီးဖြစ်တဲ့အတွက်ဝေစုရဲ့နှစ်ပုံကိုယူပါကျွန်တော်ကနောက်မှလာပူးပေါင်းတဲ့အတွက်ကျွန်တော်ကိုဝေစုတစ်ပုံပဲပေးပါလို့တောင်းဆိုတဲ့အဲ့ဒီမှာပထမလူခဏတော့တွေ့ဝေသွားတယ်ပေါ့ဟုတ်တယ်လေသူစ조사လာတာအချက်1000ပြေကန်နေမှလာပူးပေါင်းတာကိုပြီးတော့သူကိုရလာတဲ့ယရနာရဲ့3 ပုံတစ်ပုံပေးပါတဲ့နောက်တော့အိုးကိုကအပင်ပန်းခံထားတာပဲမပေးနိုင်ပါဘူးလို့တွေးလိုက်ပြီးဒုတိယလူရဲ့တောင်းဆိုမှုကိုညှိလိုက်တယ်တဲ့ပြီးတော့ကြောက်တုံးကြီးကိုဆက်ခွဲနေတဲ့ဒုတိယလူကတော့ထွက်မသွားသေးပဲဘေးနားမှာပဲထိုင်ဆောင်နေခဲ့တယ်သူအချက်ပေါင်းများစွာစူးစမ်းခွဲပေမဲ့ကြောက်တုံးကြီးကတော့တုတ်တုတ်မှမလှုပ်သေးဘူးတဲ့နောက်ဆုံးတော့သူလည်းစိတ်ပြတ်သွားပြီးလက်လျှော့လိုက်ပါတော့တယ်ပြီးတော့ဒုတိယလူကိုလည်းကျွန်တော်ဒီကြောက်တုံးကြီးကိုထုတ်ခွဲလာတာအချက်ပေါင်း1000ကျော်လောက်ပြီဗျာဒါပေမဲ့အခုထိဘာမှမဖြစ်ဘူးအမှန်ကကျွန်တော်ယူတာပါဗျာအစကတည်းကမလုပ်ဖိနေခဲ့ရမှာဆိုပြီးပြောပါတယ်ဒုတိယလူကခမည်းဒီအလုပ်ကိုစွန့်လွတ်မယ်ဆိုရင်ကျွန်တော်ဆက်ထူခွဲပေးရစေလို့ခွင့်တောင်းတဲ့ပထမလူကခမည်းလည်းအပင်ပန်းခံမနေပါနဲ့ဗျာဘာအကျိုးမှထူမှာမဟုတ်ဘူးကျွန်တော်ကတော့စွန့်လွတ်လိုက်ပြီလို့ပြောပြီးထွက်သွားလေတဲ့သူထွက်သွားလို့ခက်လန်းလန်းအရောက်မှာပဲဝုန်းဆိုတဲ့အတန်ကိုကြားလိုက်ရလို့လှည့်ကြည့်မိလိုက်တော့ကြောက်တုံးကြီးကွဲနေတာကိုအံ့ဩဖွယ်ရာမြင်လိုက်ရပါတော့တယ်ကြောက်တုံးကြီးအတွင်းမှာတော့ဝင်းလက်တောက်ပနေတဲ့ယတနာတွေပေါ့ဒုတိယလူကယတနာတွေရှိမှပြုံးပျော်လို့ဝမ်းသာနေတဲ့ပုံနဲ့
သူဟာအံ့လဲအံ့ဩသလိုနောင်တလည်းရသွားပါတယ်။အမှန်တော့သူစ조사ပြီးကြောက်တုံးကြီးကို10 ပေါင်တူနဲ့ထူခဲ့တဲ့အချက်ပေါင်းဟာ996ချက်ပဲရှိသေးတာကိုသူမသိခဲ့တာလေ။ဒီတော့ဒုတိယလူဟာကြောက်တုံးကြီးကိုခွဲဖို့အတွက်တစ်ချက်ပဲထူလိုက်ရတော့တာပေါ့။တခါတလေကိုတို့ဘဝမှာလေသူများတွေစ조사နေခြင်းပူပေါင်းပါဝင်ဖို့ရောစ조사ပူပါတလားဘေးကနေဖြတ်သွားဖြတ်လာလုပ်ပြီးစ조사နေသူကိုမဖြစ်နိုင်ဘူးလို့တားမြစ်ဖူပါတလားယုံကြည်မှုအပြည့်နဲ့စတင်ခဲ့ပြီးမှဘေးစကားကြောင့်အာရော့စိတ်ပြတ်သွားတာမျိုးဖြစ်ဖူပါတလားတွေ့ဝေမိတဲ့ဒွိဟစိတ်တွေကြောင့်ထားလက်စရီမှန်းချက်ပျောက်သွားတာမျိုးရောဖြစ်ဖူပါတလားစ조사လက်စကိုရက်တန့်ဖို့များစဉ်းစားမိရင်မထူးမိလိုက်တဲ့တူတစ်ချက်ကြောင့်ဘဝကိုပြောင်းလဲပြစ်နိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတတ်တာကိုမမေ့ပါနဲ့နော်လူတွေကကိုယ့်လုံရက်ကိုချီးမွမ်းသည်ဖြစ်စေကဲ့ရဲ့သည်ဖြစ်စေလောင်ပြောင်ရှုတ်ချသည်ဖြစ်စေစိတ်ဆန္ဒပြင်းပြတဲ့ယုံကြည်မှုနဲ့စ조사အားထုတ်မှုကိုတော့ဘယ်တော့မှမဖြတ်စည်းလိုက်ပါနဲ့ပုံမြင်လေးကတော့ဒါပါပဲကွယ်